နေ့ကို12နာရီဝင်ငွေအတွက်ရုံးကန်နေရတဲ့ဒီဇုံဝန်ထဲမှာပဲအချိန်ကြီးကုန်ဆုံးနေရတဲ့သူတယောက်ဝါနာဘာရဲ့ IT ပညာရပ်တွေကိုလေ့လာခြင်းပဲမဲ့အလုပ်တစ်ဖက်နဲ့အချိန်မပေးနိုင်တဲ့ကြောင့် YouTube channel တွေ tutorial တွေနဲ့အချိန်ရသူလေ့လာနေခဲ့ပေမဲ့ကိုယ်လက်တွေတုံးချတဲ့အခါမှာပြဿနာတစ်ခုမှတစ်ခုကကြုံနေရတဲ့သူမဆက်တင်လမ်းပြောင်းနေပါပြီဒီက web development နဲ့ coding ကိုကိုယ်ရည်လာခြင်းနဲ့ software နဲ့လုပ်ချင်တယ်။ဒါပေမဲ့ဘယ်ဟာမှမသိဘူး။ဘယ်လိုစနေနိုင်မှမသိဖြစ်နေတော့မပူပါနဲ့။ဒါရီဖြည့်ရှင်းပေးနိုင်တဲ့ software နဲ့ website တစ်ခုဖြစ်တဲ့စာသင်တော့ကုန်ရှိပါတယ်။ student လေးရတဲ့အခါ sentence တွေကိုလုပ်ချက်ပြီးဘယ်ဟာမှမသိဖြစ်နေလား။ကွန်ပျူတာကဒါရီဘယ်လိုနားလည်နေဆိုတော့သိချင်တာ။ senior တွေလိုမျိုး logic တက်စဉ်းစားတတ်ချင်တာ။ဒါရီအားလုံးကြီးကတော့စာသင်ရဲ့ web discovery process ဖြစ်ပါတယ်။ဒီ website မှာဆိုရင် coding ရင်းတစ်ခုလေးတကယ်အောင်ငါးမယ်နဲ့ကွန်ပျူတာရဲ့ design လုပ်ပုံကိုနားလည်စီပြီးတော့မှဒီကနေ software တွေဖြစ်လာလို့ဆိုတဲ့ logical thinking ကိုဝင်ပြီးထားမယ်။ဒီချိန်ကနေခိုင်မာသွားပြီဆိုတော့မှရိုးရှင်းတဲ့ website တွေကနေတစ်စက်တကယ်လုံခြုံမှုတော့ Android website ကိုတက်ပြီးတင်ပြပေးတာလည်းဖြစ်ပါတယ်။စာသင်ထောက်ကွန်ဆိုတာညီမတို့ self learning ကိုစနစ်တကျလေ့လာခြင်းတဲ့လူတွေအတွက်ကိုအားရင်အားသလိုဖုန်းနဲ့ပဲဖြစ်ဖြစ် laptop နဲ့ပဲဖြစ်ဖြစ်ဘယ်ချိန်ဘယ်နေရာမှာမဆိုစနစ်တကျနဲ့အလွယ်တကူလေ့လာလို့ရနိုင်မှာ။ဒါအပြင်ငွေပေးချေတဲ့နေရာမှာလည်း mobile banking အနေနဲ့အလွယ်တကူပေးချေလို့ရအောင်လုပ်ထားပါတယ်။ဒါတွေပဲလားဆိုတော့မဟုတ်ပါဘူး။စာသင်ထောက်ကွန်ဆိုတာစာသင်ဆိုတဲ့အတိုင်းစာသင်ယူလို့ရတယ်လို့စာသင်ပေးလို့လည်းရပါတယ်။ကိုက programming ဘိုင်းမှာကျွမ်းကျင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ် language ဘိုင်းတွေမှာပဲကျွမ်းကျင်တာ။တခြား industry ဘိုင်းတွေမှာကျွမ်းကျင်နေဆိုရင်လည်းစာသင်မှာကိုယ်ပိုင် course တွေကိုဖန်တီးပြီးတော့သင်ပေးလို့ရပါတယ်။နောက်ဆုံးသတင်းကောင်းလေးကတော့တကယ်လိုအပ်နေတဲ့လူတွေနဲ့စူးစမ်းခြင်းတွေရှိတဲ့လူတွေ commitment ရှိတဲ့လူတွေအတွက် scholarship အခွင့်အလမ်းတွေလည်းရှိနေပါသေးတယ်။ကိုဝါသနာပါတဲ့အရာတွေကိုစိတ်ဝင်စားတဲ့အရာတွေကိုစနစ်တကျအလွယ်တကူနဲ့သင်ယူဖို့အဆင်သင့်ဖြစ်ပြီဆိုရင်စာသင်တော့ကမှာအခုပဲ register လုပ်လိုက်တော့နော်။